စားပြုအလံနဲ့အတူတူတင်ဆက်မှုဖြစ်ပါတယ်ဆက်လက်မြင်တွေ့ရတာကတော့လာအိုနိုင်ငံကိုစားပြုမသားမမီးတင်ဆက်တာဖြစ်ပါတယ်ရှင်ကိုရှောက်လန်းလာတာကတော့ဘရူနိုင်းနိုင်ငံကိုစားပြုအလံနဲ့အတူတူဖြစ်ပါတယ်ရှင်ဆက်လက်မြင်တွေ့ရတာကတော့ဒီနေ့ရဲ့အာဆီယံထဲမှာပါဝင်လာတဲ့တီမောလက်နိုင်ငံကိုစားပြုအလံပဲဖြစ်ပါတယ်ရှင်ခုတစ်ခါမှာတော့ကမ္ဘောဒီးယားနိုင်ငံကိုစားပြုအလံနဲ့အတူတူဖြစ်ပါတယ်ရှင်ဆက်လက်မြင်တွေ့ရတာကတော့ကျမတို့အိန္ဒိယနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုစားပြုအလံနဲ့အတူတူဖြစ်ပါတယ်ရှင်မြင်တွေ့ရတာကတော့စင်ကာပူနိုင်ငံကိုစားပြုအလံဖြစ်ပါတယ်ရှင်မြင်တွေ့ရတာကတော့ဗီယက်နမ်နိုင်ငံကိုစားပြုအလံဖြစ်ပါတယ်ရှင်ခုတစ်ခါစင်မြေပေါ်မှာမြင်တွေ့ရတာကတော့မလေးရှားနိုင်ငံကိုစားပြုအလံဖြစ်ပါတယ်ရှင်မှာတော့ကျမတို့နေထိုင်လျက်ရှိတဲ့တိတ်ကိုမှချစ်ခင်တန်ဖိုးထားရပါတော့အမိမြန်မာနိုင်ငံကိုစားပြုအလံဖြစ်ပါတယ်ရှင်ကျမတို့နောက်ဆုံးမှာတက်လာတာကတော့ဖိလစ်ပိုင်နိုင်ငံကိုစားပြုအလံပဲဖြစ်ပါတယ်ရှင်အာဆီယံအဖွဲ့ဝင်အရှေ့တောင်အာရှနိုင်ငံများ17နိုင်ငံဖြစ်ပါတယ်ရှင်အရင်နှစ်များမှာတော့အာဆီယံနိုင်ငံ10နိုင်ငံသာသတ်မှတ်ထားပြီးမြဲဒီနှစ်မှာတော့တီမောနိုင်ငံကနေအဖွဲ့ဝင်အသစ်နဲ့ပါဝင်လာတာဖြစ်ပါတယ်ရှင်ကျမတို့အာဆီယံရဲ့ဆောင်ပုဒ်ကတော့One vision, one identity, one community အမြင်တစ်ခုတည်းအမတ်အသားတစ်ခုတည်းလူမှုအဖွဲ့အစည်းတရက်တည်းဆိုတဲ့အတိုင်းအာဆီယံနိုင်ငံများဟာငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှုနဲ့ညီညွတ်မှုကိုအတူတကွတည်ဆောက်နေကြတာဖြစ်ပါတယ်ရှင်အာဆီယံကတော့ Association of Southeast Asia Nations လို့အဓိပ္ပာယ်ရပါတယ်အာဆီယံအဖွဲ့ဝင်17နိုင်ငံရဲ့နိုင်ငံအသီးသီးကကိုယ်စားပြုအလံများနဲ့အတူတင်ဆက်တဲ့အာဆီယံ show ဖြစ်ပါတယ်ရှင် Together we rise, together we shine, together as ASEAN one line, heart as one, voices free, building peace and harmony. Together we rise across the sea and land, one future, one destiny. We bring our soul.
င်ဒိုနီးရှားလာအိုဘရူနိုင်းတီမောလက်ကမ္ဘောဒီးယားထိုင်းလန်စင်ကာပူဗီယက်နမ်မလေးရှားမြန်မာနဲ့ဖိလစ်ပင်းတို့ပါဝင်ဖွဲ့စည်းထားတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံ17နိုင်ငံဖြစ်ပါတယ်ရှင်